အားလုံးပဲမင်္ဂလာပါ Simple Life YouTube Channel မှာကြိုဆိုပါရစေအခု Magic Chess ကိုအစီအစဉ်အသစ်မှာအသစ်ထွက်ရှိလာတဲ့ Dragon Caller စနစ်ကြီးနဲ့အတူ Commander Tiki နဲ့အတူတွဲကစားပြသွားမှာဖြစ်ပါတယ် Tiki Commander ရဲ့အားသာချက်ကစနစ်ကြီးတစ်ခုကို activate ပြုလုပ်ဖို့အတွက် Hero 4 ကောင်လောက်ပဲလိုအပ်တာဖြစ်ပါတယ်ပထမဆုံးတိုက်ရမယ် Crit Round နဲ့နောက်ထပ်တိုက်ရမယ် 3 Round ကိုကျွန်တော်တို့ကတွဲကိုထိန်းပြီးတော့ကစားသွားမှာဖြစ်ပါတယ်ကျွန်တော်ရွေးရမယ်ကိုကတ်ကိုတော့ Tiki Commander ရဲ့ကတ်ကိုပဲယူလိုက်ပါမယ်ပထမဆုံး round တွေကကျွန်တော်တို့အဆင်ပြေတယ်လို့လေတွဲပြီးတော့ဆော့ကြတာပေါ့စနစ်ကြီးလေးတစ်ခုနှစ်ခုလောက်ပြည့်ပြီဆိုရင်ကျွန်တော်တို့ပွဲကိုထိန်းနိုင်ပြီလို့ဆိုနိုင်တယ်ဗီဒီယိုကိုအရင်မရှင်းစေချင်တဲ့အတွက်ကျွန်တော်တချို့တော့ round တွေကိုအနည်းငယ်ကြော်လိုက်ပါမယ်ပထမဆုံး round တွေမှာကိုထက်နည်းနည်းတာတဲ့ commander နဲ့တွေ့ရင်တော့တွေ့ရတော့နည်းနည်းရောရပါTiki Commander ရဲ့ပွဲကအခုမှစတာပါကျွန်တော်တို့စနစ်ကြီးကိုကျွန်တော်တို့အခုအသစ်ထွက်လာတဲ့ Dragon Caller စနစ်ကြီးပဲယူလိုက်ပါမယ်အခု season အသစ်မှာပြန်လဲပါဝင်လာတဲ့ Franco ကတော်တော်လေးကျွန်တော်တို့အတွက်အဆင်ပြေလို့ပြောရမယ်။သူ့မှာစနစ်ကြီးက3ခုတောင်ရှိတယ်။ကျွန်တော်တို့က Dragon Caller စနစ်ကြီးကို Franco ပေးလိုက်မယ်။ Franco ကတော်တော်ကျန်းတာပေါ့။Magic Chess ကိုမှာစိတ်ဒုက္ခပေးဆုံး combo တစ်ခုကိုကျွန်တော်တွေ့ပါပြီအဲ့ဒါကတော့ Kufra နဲ့ Mia ပဲဖြစ်ပါတယ် Kufra Mia combo ဘယ်လောက်ထိကျန်းတယ်လဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာဆက်လက်ပြီးကြည့်လိုက်ရအောင်ဘယ်လောက်ထိကျန်းတယ်လဲဆိုတာမြင်တဲ့အတိုင်းပါပဲပထမဆုံး round မှာပဲကျွန်တော်တို့ရှုံးရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ကိုကတ်တစ်ခုရွေးရတော့မယ်တိုက်ဂရီရဲ့ကတ်ရပြီကျွန်တော်ကတ်ပဲရွေးလိုက်ပါမယ်တိုက်ဂရီရဲ့ကတ်ကိုဘာကြောင့်ရွေးလိုက်လဲလို့မေးခဲ့ရင်ကျွန်တော်လည်းအင်္ဂလိပ်လိုတွေရေးထားတဲ့အတွက်ကျွန်တော်လည်းမသိပါဘူးစတာပါတိုက်ဂရီရဲ့ကတ်ရဲ့အဓိပ္ပာယ်ကတော့equipment 3ခုတက်ဆင်ထားတဲ့ hero တစ်ကောင်ရဲ့ဘေးပတ်လည်မှာရှိတဲ့ hero အားလုံးကိုရှိတစ်ထောင်ပေးတာဖြစ်ပါတယ်အခုကျွန်တော်ဒီဗီဒီယိုမှာ Franco ကိုကျွန်တော် equipment 3ခုတက်ဆင်ပေးတာဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့ Franco ရဲ့ဘေးမှာရှိတဲ့ hero အားလုံးကိုရှိတစ်ထောင်ပေးမှာဖြစ်ပါတယ်ပေးရတဲ့ရှိတစ်ထောင်ကိုကျွန်တော်တို့အဖြူရောင်ပုံစံလေးနဲ့မြင်ရမှာဖြစ်ပါတယ်တိုက်ဂရီရဲ့ရှိတစ်ထောင်ကတ်ကြောင်းကျွန်တော်နောက်လာမယ့်ပွဲတွေကိုကျွန်တော်အနိုင်လိုက်ကျင့်လို့ရပါပြီ
အခုမြင်တဲ့ပွဲမှာလည်း brother တို့မြင်တဲ့အတိုင်းပဲကူဖရာနဲ့မီယာကွန်ဘိုကဘယ်တော့မှမသေးတော့ဘူးအဲ့တော့ level 1ပဲရှိသေးတယ်ကျဲတဲ့ပွင့်နေပဲရှိသေးတယ် level 2လောက်ဆိုရင်တော့ပြောမနေတော့ဘူးကျွန်တော်အခုသွားမယ် flow synergy က dragon collar synergy ဖြစ်တဲ့အတွက်ကျွန်တော် short တွေကနေပြီးတော့ dragon collar synergy ရှိတဲ့ hero တွေပဲရွေးပြီးတော့ဝယ်ပါမယ်အခု round မှာကျွန်တော်ဘဲမုံကိုဘာလို့မသုံးလဲဆိုတော့ဘဲမုံကိုထည့်လိုက်ရင်လည်း dragon collar 3កောင်ပဲရှိရတဲ့အတွက် synergy က active မဖြစ်ပါဘူးဒါပေမဲ့လည်းဒီ round တော့ကျွန်တော်ဆက်ပြီးတော့အနိုင်ကျင့်နိုင်ပါသေးတယ်ကျွန်တော်တို့ရလာတဲ့ equipment တွေကိုတော့ကျွန်တော်တို့ပွဲအခြေအနေကိုကြည့်ပြီးတော့ shooting တာလေးတွေရွေးပြီးတော့ယူပါမယ်ဒီ season တက်မှာကျွန်တော်အခုသုံးနေတဲ့ combo လေးကတော့ Franco ရဲ့ဘေးမှာဝိုင်းနေတဲ့ YG ဘက်ဘက် duo way combo နဲ့ Kufra Mia combo ပဲဖြစ်ပါတယ်ကျွန်တော်အခုသုံးနေတဲ့ synergy flow ကအလုပ်ဖြစ်နေတဲ့အတွက် enemy ဘက်မှာ9ချက်တန် hero တွေပါလာခဲ့လျင်လည်းကျွန်တော်တို့ကအေးဆေးဆေးအနိုင်ယူနိုင်မှာဖြစ်ပါတယ်အခုအစီအစဉ်အသစ်မှာပြန်လည်ပါဝင်လာတဲ့ Gogo round လေးကတော့ဥတုယူစနစ် round လေးပဲဖြစ်ပါတယ်ကျွန်တော်အခုပွဲမှာကန်ကောင်းနေရလို့ဆိုရမယ်။ဘာလို့လဲဆိုတော့ကျွန်တော် hero capacity တစ်ခုကိုရရှိသွားတာဖြစ်ပါတယ်။ကျွန်တော်ရှန်နေလာလူမဲ့လူတယောက်မှမရှိပါဘူး။အဲ့တော့ကျွန်တော်ပျော်နေပါတယ်။ပျော်နေလို့မှရှောက်သွားနေပါတယ်။ကဲအခုဆိုရင်ကျွန်တော်ရှိမှာ Dragon Collar Synergy 4ခုတိရှိပြီဖြစ်ပါတယ်ကူဖရာနဲ့မီယာရဲ့ combo ကတေးအောင်မတရားဗျဘဲမွန်ရတော့လှည့်ရှာပါတယ်ကျွန်တော် commander level 7ကိုတင်လိုက်ပါတယ်နောက်ထပ် Gogo ကတ်တစ်ခုရွေးရမယ်ဆိုရင်ကျွန်တော် commander ကို20 ရှိပေးတဲ့ကတ်ပဲယူလိုက်ပါမယ်အခုကျွန်တော်မှာ hero တစ်ကောင်ကိုပုံတူပွားလို့ရတဲ့ crystal ရှိပါတယ်လိုအပ်မှာပဲကျွန်တော်တုံးလိုက်တော့မယ်ပွဲအခြေအနေရတော့အားလုံးမြင်တဲ့အတိုင်းပဲတိုက်ရီရဲ့ရှီးကက်ကကျွန်တော်အတွက်တော်အလုပ်ဖြစ်နေတယ်။ဒါကြောင့်မို့ brother တို့ဆော့တဲ့အခါမှာလည်းဒီလိုတိုက်ရီရဲ့ကက်မျိုးတွေးခဲ့ရင်ယူလာကြဖို့အကြံပေးပါရစေ။ကူဖရာလည်းတေပြီးတော့ပြန်ရှင်လာတယ်ခဏခဏပဲ။အဲဒါကြောင့်ကူဖရာရဲ့မီယာကွန်ဘိုကတော့တော်တော်လေးကိုအလုပ်ဖြစ်တယ်။ brother တို့အနေနဲ့ဒီထက်ပိုကောင်းတဲ့ကွန်ဘိုတွေရှိရင်လည်းကျွန်တော်အတွက် comment မှာပြောပြပေးလို့ရပါတယ်ဟုတ်ပြီကျွန်တော်အခု Dragon Collar Synergy တဲ့က cushion ကိုကျွန်တော်ရပါတယ် cushion ကိုကျွန်တော် blazing ပေးပါမယ် cushion ကို Dragon Collar blazing ပေးပါမယ်ကျွန်တော် blazing ပေးရလွဲသွားတယ်ဒါပေမဲ့ကိစ္စတော့မရှိပါဘူးနောက် round မှာကျွန်တော် blazing ထပ်ပေးမယ် Dragon Collar Synergy အဲဆိုရင်ကျွန်တော်မှာ6ခုဖြစ်သွားလိမ့်မယ်အခု
ခုတော့ကကျွန်တော်ကံမကောင်းထင်တယ်ဟိုဘက်မှာကဘိန်းပါနေတယ်ဒီမှာဒီပွဲကတော့အခြေအနေကတော့နိုင်မဲ့ပုံမပေါ်တော့ဘူးနိုင်မဲ့ပုံမပေါ်တော့ရှုံးပြီပေါ့